သူတို့လေးတွေရဲ့ပထမဆုံးခြေလမ်းတိုင်းမှာဖေးမကူညီပေးဖို့အမြဲတမ်းအသင့်ရှိနေမှာကတော့မိဘတွေပါပဲဟုတ်ကြလားဖေဖေမေမေတို့ အသီးအနှံတွေကိုဒီလိုပုံစံဆန်းဆန်းလေးတွေလှီးပေးကြည့်ပါကလေးတွေကအမြင်ဆန်းရင်ပို့ပြီးစားကျင်စိတ်ဖြစ်ပေါ်စေပါတယ်အပြင်သွားရင်အေးအေးဆေးဆေးပဲနော်လို့ကတိတွေတောင်းခဲ့ပေမဲ့တကယ်တမ်းကျတော့လေဒီလိုပါပဲရှင်ကလေးကိုစာဖတ်ခိုင်းတာထက်စာအုပ်ထဲကအကြောင်းအရာတွေကိုပုံပြင်ပြောသလိုတရုပ်ဆောင်ပြပေးပါသူတို့စာထက်ခြင်းကိုပိုမျက်နှိုးလာပါလိမ့်မယ်ဈေးကြီးတဲ့ကစားစရာတွေမလိုပါဘူးအိမ်မှာရှိတဲ့အသုံးမလိုတော့တဲ့ပစ္စည်းလေးတွေကိုအသုံးချပြီးသူတို့ရဲ့တီထွင်ဖန်တီးမှုကိုမြင့်တင်ပေးနိုင်ပါတယ်ကလေးတွေနေမကောင်းဖြစ်ပြီဆိုရင်သူတို့အစားကိုယ်ပဲနာကျင်လိုက်ချင်တာမိဘတိုင်းရဲ့စိတ်ရင်းပါပဲအလှပြင်မယ်ဆိုမှကိုယ့်ထက်အလှပြင်တာမြန်တဲ့သူကအိမ်မှာရှိနေတာပဲရှိုက်ရမှာလားရီးရမှာလားမသိတော့ဘူးကိုသားသမီးကိုလူကြီးမိဘအပေါ်ယိုသေးတက်အောင်တင်ပေးတာဟာသူတို့ဘဝအတွက်အကောင်းဆုံးလက်ဆောင်တစ်ခုပေးလိုက်တာပါပဲ